ချို့ကြတော့အမတန်မှချမ်းသာကြတယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲမန္လိကမိဖုရားမေးတဲ့မေးခွန်းထဲမှာပါအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဖြေတော့ဆိုရင်ချမ်းသာတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးဆင်းရဲတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးတဲ့ဒါနကောင်းမှုနဲ့စိစိတ်ဥစ္စာအမြဲတမ်းဆက်သွယ်ပြီးတော့နေတယ်တချို့အထင်နဲ့ကိုယ်လုံလဝိရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူးတဲ့ကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတဲ့ပို့တယ်ပေါ့အဲ့တော့မလုပ်ခဲ့ရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှိရင်အမတန်မှထင်ရှားတယ်စတိလတထေးကြီးဟာအလုံးကြားဖို့ကြလိုက်မယ်အဲ့နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်တခုသောဘဝမှာဖယားကိုစော်ကားပြီးပြောမိလို့ကတ္တဝမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစော်ကားပြောမိလို့ပူဇော်ကြောဖို့ရအတွက်ရွှေအိုးကြီး၃လုံးလှုပ်တယ်ရွှေပန်းခိုင်ကြီးတွေလှုပ်တယ်လှုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးငါဒီရွှေပန်းခိုင်၃ခိုင်လှုပ်ရမယ်မင်းဝိုင်းလှုပ်ဆမ်းပါဆိုတော့ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုင်းမလှုပ်ဘူးတားလက်ခိုင်းတဲ့အခါကျတော့လေတားလက်ကလည်းဒါအဖေစော်ကားတာအဖေပါသည်လို့ကျွန်တော်မလုပ်နိုင်ဘူးတားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလောက်ရမှာပေါ့ဆိုပြီးတော့အတက်တရောသူကဝိုင်းလှုပ်ခဲ့တယ်အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ရွှေတော်ပေါက်တာအဲ့တော့ခုနကသားကြီးနှစ်ယောက်ကသူတို့မပါသေးတဲ့အတွက်ကြောင့်သားကြီးနဲ့သားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့အဲ့တော့စတိလတထေးကပြောတယ်မင်းတို့ငါသားကြီးနှစ်ယောက်ဒီရွှေတောင်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့ငါသားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောပါလားအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဘုလို့မြတ်စွာဘုရားကဒါနကောင်းမှုဒုဋ္ဌာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာတဲ့မွဲတာကလှူလို့မွဲတာမဟုတ်ဘူးတဲ့မလှူခဲ့လို့မွဲတာများတယ်အဲ့တော့မလှူခဲ့တဲ့ပုဂ္ဂိုလ်တွေကမွဲတည်ပြီးတော့လှူခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်ပေါ့